I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate Man United ရဲ့ယာဒီကုံအထိယာယီနီးပြနေရအတွက်ဂန်နဝင်ကွင်းလေလူဟောင်းမိုက်ကယ်ကာရစ်ကရေပန်းအစားဆုံးထစ်လာပါတယ်။နီးပြဟောင်းရူဘင်အမော်ရင်ထုပဲခံရပြီးနောက်အသင်းရဲ့နီးပြနေရအတွက်ကာရစ်နဲ့ဆိုရှာတို့ကအဓိကပြိုင်ဘက်တွေဖြစ်တယ်လို့ပြီးခဲ့တဲ့အပတ်ကတည်းက Daily Mail ကဖော်ပြခဲ့ပါတယ်။ အခုနောက်ဆုံးရရှိတဲ့သတင်းတွေအရခဲရခါဆိုရှာထအတာရနေကြီး48နာရီအတွင်းမှာပဲတရားဝင်ကြီးညာသွားဖို့ရှိနေပါတယ်။ United ကစားသမားဘဝမှာ Premier League မှာ9ကြိမ်ရခဲ့တဲ့ခဲရခါ2018မှာအနားယူပြီးနောက်ဆိုရှာထက်ခွာခြင်းကလည်းယာယီနီးပြအဖြစ်တိုတောင်းတဲ့ကာလတစ်ခုကင်တွယ်ခဲ့ပူပါတယ်။2022မှာ Middlesbrough နီးပြဖြတ်လာပြီးတန်းစင်းဆောင်ရောက်နေတဲ့အသင်းကို Play-off အဆင့်အထိတက်လှမ်းနိုင်အောင်League Semi-Final ရောက်အောင်ဆွမ်းဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရာသီမှာအဆင့်10နဲ့တာရာသီသိမ်းခဲ့လို့နွေရာသီမှာထုတ်ပယ်ခံခဲ့ရပါတယ်အသင်းရဲ့လက်ရှိအခြေအနေအရတနင်္ဂနွေနေ့ကရှင်ပြန်ကစားခဲ့တဲ့ FA Fla မှာ Brighton ကိုရှုံးနိမ့်ခဲ့တဲ့အတွက် United ဟာဒီရာသီမှာ Premier League တစ်ခုတည်းကိုသာအာရုံစိုက်ရတော့မှာပါ။ဒါကြောင့်ဥရောပဝင်ခွင့်ရဖို့ကအသင်းတက်အလွန်အရေးကြီးနေပါတယ်။လက်ရှိယာယီကင်တွယ်နေတဲ့ Darren Fletcher ကတော့သူ့အနာဂတ်နဲ့ပတ်သက်ပြီးဘာမှမသိရသေးကြောင်းပြောဆိုထားပါတယ်။ Brighton ကိုရှုံးနေငယ်ကြောင်း United ဟာဒီနှစ်ဘောလုံးရသီမှာပွဲအနည်းဆုံးပွဲ40တာကစားရတော့မှာဖြစ်ပါတယ်။ Middlesbrough မှာဆွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တဲ့ Michael Carrick ကို United နီးပြအဖြစ်မြင်ကျင်ကြလားဆိုတာမှတ်ချက်ပေးသွားခဲ့လို့ရပါတယ်။ Man U fan များအကြားတီးတိုင်ရင်းနေရ MUOZ မှာ United သတင်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ wanna hate this, although show up.